နိုင်ငံခြားကိုရောက်သွားတဲ့လူငယ်တွေအများစုကအမြင်တွေပိုကျလာပြီးတော့တိသက်စိတ်တွေပိုများလာတာကိုတွေ့ရတယ်။ကိုယ်တိုင်နိုင်ငံခြားမှာရုန်းကန်ရမှမိဘတွေကိုကိုချင်းစာတက်လာတယ်ပေါ့နော်။မြန်မာပြည်မှာတုန်းကဆိုရင်ထမင်းဝိုင်းရှေ့စားဖို့အစဉ်တေးရောက်နေတာအဝတ်စားတွေလျှော်ပြီးသားဖြစ်နေတာတွေကိုအသေးဖွဲလို့ထင်ခဲ့ကြပေမဲ့နိုင်ငံခြားမှာအလုပ်တစ်ဖက်နဲ့ပြင်ပန်းလာချိန်ကိုယ်တိုင်ချက်ပြုတ်ချော်ဖွေးရတဲ့ခါမှာဘောငါမိဘတွေငါအရွယ်တုန်းကငါ့ကိုဒီလိုပဲပြုစုခဲ့တာပါလားဆိုတဲ့အတိတ်တရားကရင်ထဲကိုတက်တက်တိုးဝင်လာတတ်ပါတယ်။ပြီးတော့နိုင်ငံခြားဆဆရောက်လာတဲ့ချိန်မှာနိုင်ငံရဲ့ခြားမှာဘာသာစကားအခက်ခဲယဉ်ကျေးမှုမတူတာတွေနဲ့ခွဲခြားဆက်ဆံမှုတချို့ကိုရင်ဆိုင်ရတဲ့ခါမှာမိဘတွေရဲ့အရေးအမြုံကဘယ်လောက်လုံခြုံခဲ့တယ်လဲဆိုတာကိုနားလည်လာတယ်။အပြင်လောကရဲ့ကြမ်းတမ်းမှုတွေကိုသိလာလေလေမိဘရဲ့မြတ်တာကဘယ်လောက်နူးညံ့ပြီးအဖို့တန်တယ်လဲဆိုတာပုံမြင်လာလေပါပဲရှင်။မြန်မာပြည်မှာနေတဲ့အတွေးခေါ်နဲ့နိုင်ငံခြားမှာရောက်လာတဲ့အမြင်တွေကပြောင်းလဲသွားတယ်။ကဘာကြီးကိုပို့ပြီးကြဲပြန့်မြင်လာတဲ့နိုင်ငံစုံလူမျိုးပေါင်းစုံနဲ့ထိထွေးရတဲ့ခါမှာမိမိကိုယုံကြည်မှုပိုရှိလာသလိုတစ်ဖက်မှာလည်းမတူကွဲပြားတဲ့အသွေးခေါ်နဲ့မတူကွဲပြားတဲ့အမြင်တွေရှိတယ်ဆိုတာလက်ခံတတ်လာတယ်။ဒီလိုနိုင်ငံခြားမှာအမြင်ကျလာတာကလည်းမိဘတွေနဲ့သားသမီးတဘောထားကွဲလွဲခဲ့တာတွေကိုပြန်တွေးမိပြီးနားလည်ခွင့်လွှတ်ပေးနိုင်တဲ့စိတ်ကိုဖြစ်စေတယ်ပေါ့နော်။မိဘတွေနဲ့နီးရင်မသိဝေးမသိဆိုသလိုပါပဲ။ဖုန်းလေးနဲ့ပဲဆက်သွယ်နေရတဲ့ခါမိဘတွေရဲ့အိုမင်းလာမှုကိုဗီဒီယိုကောကနေမြင်ရတာကလူငယ်တွေကိုပို့ပြီးတော့စိတ်သက်ခိုင်မာစေသလိုမိဘတွေကိုအမြန်ဆုံးပြန်လှုပ်ကြွေးချင်တဲ့စိတ်ဓာတ်ကိုလည်းမြင့်တက်စေပါတယ်။နန်းတို့အနေနဲ့နိုင်ငံခြားရောက်လာတာဟာပတ်စံရှာယုံတင်မကပဲဘဝပညာကိုပါလက်တွေ့တင်ယူနေရတယ်လို့ပါပဲ။ဘယ်နိုင်ငံပဲရောက်နိုင်ငံရဲ့ခြားမှာရုန်းကန်နေရတဲ့လူငယ်တွေဟာပို့ပြီးတော့ရင့်ကျက်လာတယ်ပို့ပြီးတော့တည်သက်စိတ်တွေရှိလာတယ်ပို့ပြီးတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်လာစေတယ်လို့နန်းမြင်မိတယ်ရှင်။